မင်္ဂလာပါမင်္ဂလာပါဘုန်းနဂါဒီစကားကဘုန်းနဂါကိုဓာတ်ရိုက်ပြောချင်ပါတယ်ဘုန်းနဂါပလဲနေမီကိုငါအရင်တိုက်ခဲ့တယ်လို့ထပ်ခါတလေလေပြောနေတာ哦ကျွန်တော်ပြည်သူတွေကြားနေရပါတယ်ဘုန်းနဂါရဲ့စစ်စင်ရေးပါဝင်မှုကိုဘယ်သူမှမငြင်းပယ်နိုင်ပါဘူးပလဲနေမီမှာအသက်သွေးချွေးတွေပေးဆက်ခဲ့ကြတာအသက်ကိုရင်းပြီးစွန့်စားတိုက်ခိုက်ခဲ့ကြတာ哦ပြည်သူတွေအကုန်သိပါတယ်အထူးလဲလေးစားကြပါတယ်ဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့မေးခွန်းရှိတယ်စစ်သေးကောင်တယောက်ရဲ့တာဝန်ကနေမြေတစ်ခုကိုရယူထားတာနဲ့ပဲပြီးဆုံးသွားရမလားဒါမှမဟုတ်ပြည်သူအာဏာကိုပြန်အပ်နိုင်အောင်နိုင်ငံရေးလမ်းကြောင်းတစ်ခုကိုပါတိဆောက်ပေးရမလားအဲ့ဒီမိကောမှာဒီနေ့မြန်မာတော်လှန်ရေးမှာစစ်ရေးအောင်မြင်မှုကိုနိုင်ငံရေးအောင်မြင်မှုဖြစ်ပြောင်းလဲပေးနိုင်မဲ့တစ်ခုဒီသောအဖွဲ့အစည်းက NUG ပဲဖြစ်ပါတယ် NUG မပါဘဲနဲ့ဘယ်လောက်ပဲနေမြေကိုထိမ့်ချုပ်ကင်တွယ်ထားနိုင်စမ်းပါစေနိုင်ငံရေးအောင်မြင်မှုဖြစ်မလာနိုင်ပါဘူးဖြစ်လာနိုင်တာကတော့နောက်တစ်ချိန်မှာ warlord စစ်ဘရင်လို့တမိုင်းရေးခံရပါလိမ့်မယ်ကျွန်တော်ဘုံနဂါကို warlord ပါကွာစစ်ဘရင်ပါကွာလို့ကျွန်တော်အပြောမခံနိုင်ဘူးပလဲကဘသူအပိုင်းမှဖြစ်တယ်မဟုတ်အဲ့ဒါပြည်သူအပိုင်းမှာပဲUNGနဲ့မပူးပေါင်းမနဲ့တခြားကိုယ်ပိုင်လမ်းကြောင်းနဲ့တွားနေဒီစစ်အာဏာရှင်ချုပ်ငိမ့်သွားပြီးရင်တော့အဲ့ဒီပလဲနေမြနောက်ထပ်ပရိပကအသည့်ရဲ့အစဖြစ်သွားနိုင်ပါတယ်ဘုန်းနဂါကိုကျွန်တော်တို့ပြည်သူတွေလိုအပ်တာကအဲ့ဒီလိုနေမြေပိုင်ရှင်ဖြစ်နေမဟုတ်ဘူးပြည်သူဘက်ကရပ်တည်တဲ့တော်လှန်ရေးကောင်းဆောင်ဖြစ်ပါUNGနဲ့ပူးပေါင်းခြင်းအရှုံးမဟုတ်ဘူးဘုန်းနဂါအဲ့ဒါတမိုင်းကိုဗက်မှန်ကိုရွေးချယ်ခြင်းပါပဲမှန်ကန်တဲ့ဘက်ကိုရွေးချယ်ခြင်းပါပဲကျွန်တော်တို့ပြည်သူတွေကအဲ့ဒီရွေးချယ်မှုကိုစောင့်နေပါတယ်တကယ်ချင်းဘုန်းနဂါမှန်ကန်စွာရွေးချယ်နိုင်ပါစေကြပါပါစေ